များထည့်စားမယ်ငါတို့ဟင်းရတောက်ပြက်အားရှိအောင်မဲရိုးဟင်းရကောင်းတယ်အားရှိအောင်တောက်များတောက်ပေးရမှာနုံပြီးပြီလားစားရလားခုနကတော့မစားဘူးလို့တယ်ဟလားဟုတ်ပါဟာဆရာမကေစီကကျွန်တော်တော့အဲ့လိုခွင့်ကြွေးတာမဟုတ်ဘူးနုံမို့လို့ခွင့်ကြွေးတာငါလည်းသူ့ကိုပြောပါဟုတ်နေရအေးရင်းနေရှိကျောက်ကကျုံရင်းမဟုတ်တော့မှခွင့်ကြွေးတာမဟုတ်ဘူးလို့ညောင်းမလို့ခွင့်ကြွေးတာလို့အဲ့ဒါဆိုတော့ရှိရဟုတ်လားနုံအစားမစားဘူးတဲ့လားမစားဘူးခုမဲသားနဲ့ဆိုတော့စားတယ်လားကောင်းတယ်လေနော်ချုပ်ကျွေးမှလို့ပြောလိုက်တာအဲ့မဲသားကောင်းတယ်လေနုံကြိုက်တာပေါ့မဲသားဟဲ့နည်းနည်းထည့်ပါဟာနည်းနည်းပဲလေအမလေးပြီးတော့ဒီလူကစားရငါအေးဟိုမှာအောက်ကလက်ကလည်းခံသေးတယ်အသားထည့်ဖို့အေးအဲ့အကြောင်းလို့ထမင်းလေးလည်းပါတယ်အေးပေးလိုက်ပါလက်ထဲဖို့လဲအဲ့ဒါသူ့လူလေးလှုပ်လို့ပြသူ့လူလေးထဲမှာမပါဘူးလေလူလေးထဲမှာမပါဘူးလေသူဟိုစားရှိတယ်တဲ့ညံရှိတယ်တဲ့ဩအေးဟုတ်တယ်လေအဲ့လိုညံရှိလို့ပဲဟုတ်တယ်နော်ခုနေအရှိမတိုင်ပတ်နေလို့အမလီအော်တာဒီအခန်းကမပြန်တတ်တော့ဘူးလေဟိုရဲ့အရှိမဆောင်ရဲ့အရှိမမရှင်ရဲ့အရှိမ